Horus 20လောက်တဲ့ Twitter တွေအများစုက20 view shot ကို analyze လုပ်တဲ့အခါမှာအသုံးပြုဖို့အတွက်သုံးကြပါတယ်။သုံးတဲ့အခါမှာ20 view shot ကိုလူနည်းစုပဲသုံးတတ်တဲ့ passion လေးတစ်ခုရှိတယ်။အဲ့ဒီ passion လေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်။ Okay ဆိုတော့ကျွန်တော်ဒီမှာ zone လေးတစ်ခုဆွဲလိုက်မယ်။ Domain zone ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒါမှာ domain zone ဆိုတဲ့စလုံးလေးကိုကျွန်တော်တစ်ခါလေးဒီမှာထည့်လိုက်။အဲဆို domain zone ဆိုပြီးတော့တန်းရောက်သွားတယ်။ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ resistance ဆိုပြီးတော့ line တစ်လိုင်းဆွဲလိုက်မယ် okay ပြီးအဲ့ဒီ line ကိုကျွန်တော်တစ်ခါတည်း resistant လို့ရေးထားတဲ့စလုံးလေးကိုကောက်ထည့်ပလိုက်ဒီ passion လေးကအရန်ကိုတည်တည်တက်တက်လေးနဲ့လှပပါတယ် 3D view ကိုကြည့်လိုက်လို့ရှိရင်ရှင်းထွက်နေတယ်ဒါကြောင့်မလို့ဒီ passion ကိုဘယ်လိုသုံးတယ်အဲ့ဒီစလုံးလေးတွေကိုဘယ်လိုရေးပြီးတော့ဘယ်လိုဆေးရတယ်လဲဆိုတာကိုဆက်လက်လာကြည့်ကြမယ် okay ဆိုတော့ time frame ကဒီမှာ15 minute time frame ကျွန်တော်က1 hour တို့4 hour တို့မှာဆေးပြီးသားရှိလို့15 minute time frame မှာလာပြတာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ line တစ်လိုင်းဆွဲလိုက်မယ်ဗျာဒါလေးကကျွန်တော်တို့ support line လေးဟုတ်တယ်နော် support line လေးဆိုတော့ဒီ line လေးကိုကျွန်တော်တို့ကလက်လေးနဲ့နှစ်ချက်တောင်းလိုက်မယ်သူက setting ထဲကိုဝင်ရမှာဟုတ်တယ်မလားလက်လေးနဲ့နှစ်ချက်တောင်းလိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာအရင်ဆုံး time frame ကိုသွားရမယ် possibility ကိုသွားပြီးလို့ရှိရင်ဒီစလုံးကို15 minute time frame မှာပဲအသုံးပြုမယ်1 hour နဲ့လည်းမဆိုင်ဘူး30 minute နဲ့လည်းမဆိုင်ဘူး5 minute နဲ့လည်းမဆိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က1 hour ကိုပိုက်မယ်ပြီးလို့ရှိရင်ဒီမှာလေး15လို့ရေးမယ်ဒီမှာလေး15လို့ရေးမယ် okay ဒီလိုမျိုး15ရေးလိုက်တဲ့အခါကျတော့အဲ့ဒီ suppose ဆိုတဲ့စလုံးလေးက15 minute time frame အတွက်ပဲအကျုံးဝင်မယ်ကျန်တဲ့ time frame နဲ့မရှုပ်တော့လုံးဝတရလေးဖြစ်သွားပြီးတော့ suppose လို့စာရေးမှာဆိုတော့ကျွန်တော်တို့ကဒီမှာ test ကိုသွားမယ်အရင်ဆုံး visibility မှာ time frame ရှင်းရတယ်နော် test ကိုသွားမယ်သွားပြီးလို့ရှိရင်အဲ့ဒီ test ရောက်တဲ့အခါမှာ suppose ဆိုတဲ့စလုံးလေးရဲ့အရွေးအစားကစစ်နှစ်ဖြစ်နေမယ်စလုံးလေးရဲ့ color ကအနီရောင်လေးဖြစ်နေမယ်ဒါတော့ကိုကြိုက်တယ်လို့ adjust ပြန်လုပ်လို့ရတယ်စလုံးရဲ့ style ကတော့နှစ်မျိုးရွေးလို့ရတယ်ဒီမှာစောင်းစောင်းလေးနဲ့စလုံးထူထူလေးနှစ်မျိုးရွေးလို့ရဟုတ်ပြီနော်အဲ့ဒါကျွန်တော်ဒီမှာနော်ဒီနားလေးကိုလည်းနဲ့တောက်ပြီးတော့ support လို့ရေးမယ် okay support နော် support ရေးပြီးတော့ကျွန်တော် okay လေးကိုနှိပ်လိုက်မယ် okay လေးကိုနှိပ်လိုက်တော့ဒီမှာ support ဆိုတဲ့ဟာလေးရောက်လာပြီအဲ့ဒါကျွန်တော်ကဒီ line ကိုဒီမစစ်ထားသေး template မလုပ်ထားသေးဘူးနော်အဲ့တော့အဲ့ဒါကို save ဖို့အတွက်ကျွန်တော်တို့ဒီ line ကိုလည်းနဲ့တစ်ချက်တောက်လိုက်လို့ရှိရင်ဒီမှာဒီ box ထွက်လာတယ်လားဒီမှာဖြဲ့မလားဘာညာပေါ့လေကျိုးအရွေးစားကိုကြီးမလားပေါ့နော်ဒီမှာတော့ခတ်မလားဒီမှာအားလုံးသူလုပ်လို့ရတဲ့ fashion လေးတွေထွက်လာတယ်ကျွန်တော်ကအဲ့ဒါကျွန်တော်ဒီမှာ save မယ်ဆိုတော့ template ထိကိုသွားမယ်ဒီမှာတွေ့လား3လေး3နော်အဲ့ဒီ3လေး3ထိကိုနှိုက်လိုက်နှိုက်ပြီးလို့ရှိရင်ဒီမှာအပေါ်ဆုံးကစာကြောင်းလေးနော်ဒါဒီကဒီမှာတွေ့လား daily တို့1 hour တို့4 hour တို့နော်ဒီမှာ weekly ထိကျွန်တော် set ထားတာရှိတယ်အဲ့တော့ဒီမှာအပေါ်ဆုံးက set ဆိုတဲ့စာကြောင်းလေးကိုနှိုက်ပြီးလို့ရှိရင်ဒီညာလေးမှာကျွန်တော်က support လို့ရေးရမယ် support လို့ရေးတဲ့အခါမှာ support လို့တစ်လုံးလေးရေးလိုက်လို့ရှိရင်ကျန်တဲ့ဟာ time frame မှာလည်း support လို့ရေးလာတဲ့အခါမှာ support ကြီးဖြစ်သွားတယ်တကယ် set ဖို့အတွက်ရှာတဲ့အခါမှာ time frame တွေမခွေးထားအဲ့ဒီပြဿနာတက်ဒါကြောင့်မလို့တစ်ခါတည်း time frame ပါထည့်ပြီးတော့ရေးရမှာဖြစ်တယ်ဒီမှာဘယ်လိုရေးမလဲ M15 ငါပြီးလို့ရှိရင် speed တစ်ခါချလိုက်ပေါ့လေ enter တစ်ခါနှိုက်လိုက်နော်ပြီးလို့ရှိရင်ဒီမှာ support လို့ရေးလို့ရပြီ okay support ပြီးလို့ရှိရင်ဒီမှာ 6 ကိုနှိုက်လိုက်နော်စစ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ကြောင်း support line တစ် line ဆွဲပြဒီမှာ support line လေးဟုတ်တယ်နော်ပြီးကျွန်တော်အဲ့ဒီစစ်ဖို့အတွက်စလုံးကိုပမာသွားရှာရတယ်လဲဆိုလို့ရှိရင်အဲ့ဒီနေရာပဲပြန်ဝင်ရဒီမှာဒီနားလေးနော်အဲ့ဒါဘေးနားလေးကပြီးလို့ရှိရင်ဒီမှာ15 minute support ဆိုတဲ့နေရာလေးကိုလိုက်ရှာပမာလဲ15 minute support ကဆိုတော့ကျွန်တော်ရေးတဲ့ M15 support ဒီမှာနော်အဲ့ဒါ M15 support နှိမ့်တယ်နဲ့ဒီမှာတွေ့လားတန်းရောက်သွားတယ်စလုံးရဲ့အယောင်ကကျွန်တော်အနီရောင်သုံးထားတယ်ဒီ line လေးကလည်းဒီ color လေးကိုသုံးထားလို့ပေါ်တာเนาะအဲ့တော့ကိုကြိုက်တဲ့ဒီ line ရဲ့ color ကိုပါတစ်ခါတည်းရွေးရတယ်เนาะစလုံးရဲ့ color ကိုပါတစ်ခါတည်း template မှာမစစ်ခင်တစ်ခါတည်းရွေးရတယ် time frame ပါတစ်ခါတည်းရွေးရတယ် okay ဒါဆိုလို့ရှိရင် support resistance ကိုဒီ line လေးနဲ့เนาะ horizontal range နဲ့သုံးတာကတော့ဒီလိုပဲ okay ဆိုတော့ကျွန်တော်ဒီ right angle လေးကိုသုံးတော့မယ်เนาะဆိုတော့ right angle ထဲကိုဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ supply zone လို့ဆွဲမယ် right angle ကတော့ဒီ mind zone supply zone FVG အဲ့လိုမျိုးသုံးတာများတယ်ပေါ့လေနော်အဲ့တော့ဒါက supply zone ဆိုတော့ကျွန်တော်ဒီထက်မှာ supply zone လို့ရေးရမယ်အဲ့တော့သူ့ထက်ကိုစာရေးဖို့အတွက်လက်နဲ့နှစ်ချက်တောက်လိုက်နော်တောက်အဲ့လိုတောက်လိုက်စတင်တက်ရောက်တယ်သူ့မှာကျတော့စလုံးရဲ့အယောင်ကအစိမ်းရောင်နဲ့နော်စလုံးရဲ့အရွေးစားစစ်လေးတဲ့အဲ့တော့ကျွန်တော်က supply zone ဆိုတော့အယောင်ကိုစားပြတာဆိုတော့အနီရောင် color လေးကိုသုံးမယ်စလုံးရဲ့အရွေးစားကလည်းကျွန်တော်စစ်လေးကြီးတယ်စစ်နှစ်ကိုပဲသုံးမယ်ဖောက်ရဲ့အရွေးစားကတော့ဒါပုံမှန်လေးပဲကောင်းတယ်ပြီးလို့ရှိရင်သူ့ကိုအရင်ဆုံး time frame ရှင်းရအောင်မယ်နော်ဒီမှာ time frame ကဒီမှာတွေ့လားဒါ time frame မကြည့်လိုက်လို့ရှိရင်1 hour မှာပါ light ပေါ်နေမှာဒါအကြောင်း1 hour ကိုပိုက်မယ်ပြီးဒီမှာလေး15လို့ရေးမယ်ပြီးဒီမှာလေး15လို့ရေးမယ်เนาะဆိုတော့ time frame ရှင်းပြီးပြီဆို okay တော့မနှိုက်လိုက်အောင်နဲ့ပေါ့เนาะဒီမှာကျွန်တော်ကစာသွားရေးအောင်ပါလေ supply zone လို့เนาะမှတ်ထားရမှာကအရင်ဆုံးတစ်ခေါက် supply zone supply လို့ရေးတဲ့အခါမှာ supply zone လို့ပါရေးလိုက်မယ်เนาะ supply zone လို့ရေးတဲ့အခါမှာ time frame ရဲ့ခေါင်းစဉ်ကိုတက်เสียမလို့သေးဘူး okay နှိုက်လို့ရပြီ
မတွေ့လား supply ဇုံလုံးဝင်သွားပြီဆိုတော့ဒီတစ်ခါသွားရေးမှာက template မှာ save ဖို့အတွက်သွားရေးမှာအဲ့ခါကျမှ time frame ရဲ့နာမည်ကိုတက်အောင်မှာအဲ့တော့ဒါလေးကို limit တစ်ချက်တောက်လိုက်မယ်တောက်လိုက်မှသူကဒီ box ကထွက်တာကိုဒီမှာတွေ့လားမတောက်ရင် box ပျောက်သွားပြီเนาะအဲ့တော့ဟို computer လို့ဆို select ပေးတာပေါ့ဗျာเนาะ select ပေးမှအဲ့ဒီ box ကထွက်လာအဲ့တော့ဒီနေရာလေးကိုဝင်မယ်เนาะဝင်ပြီးတော့ကျွန်တော်တို့ဒီမှာအပေါ်ကเนาะဒီမှာဒီနေရာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာကျွန်တော်က supply ဆိုလို့ရေးရတော့မယ်အဲ့ဒီရေးတဲ့အခါမှာ time frame ရဲ့ခေါင်းစဉ်ကိုပါထည့်ရတော့မယ်ဆိုတော့15မိနစ်မှာလောက်တာဆိုတော့15လို့ရေးမယ်เนาะပြီးလို့ရှိရင်တစ်ခေါက်ချလိုက်မယ်ရှားပြီးတော့ supply လို့ရေးမယ် supply ဇုံပေါ့လေ okay အဲ့တော့ supply ဇုံလို့ရေးလိုက်ပြီဆိုတော့စစ်လို့ရပြီเนาะအဲ့စစ်ကိုနှိပ်လိုက် okay စစ်ကိုနှိပ်လိုက်ပြီဆိုတော့ supply ဇုံရပြီလားကျွန်တော်တို့နမူနာလေးစမ်းကြည့်မယ်ဟုတ်ပြီเนาะအဲ့ဒါလေးကကျွန်တော်တို့ supply ဇုံဖြစ်ခဲ့တယ်ပေါ့လေเนาะဘာလို့ okay ပြီးဒီမှာ supply ဇုံလို့ရေးမယ်တော့ရေးစရာလည်းမလိုတော့ဘူးတစ်ခါလေးလောက်ပြီးသားရှိတယ်ဆိုတော့ဒီအတုံးလေးသုံးလုံးထိပ်ကိုဝင်လိုက်ရုံပဲဝင်ပြီးတော့ဒီမှာ15မိနစ် supply ဇုံလိုက်ရှာဒီမှာ15မိနစ် supply ဇုံနှိုက်လိုက်အော်ခွဲဆိုတော့အဲ့မှာ supply ဇုံဆိုပြီးတော့တစ်ခါလေးတန်းထွက်ပြီเนาะအဲ့တော့ဒီမိုင်းဇုံ order block ကိုကြိုက်တယ်လို့ရေးပြီးတော့စစ်လို့ရတယ်တခုသတိထားမှာက time frame သတိထားရမယ်เนาะအဲ့ဒီ visibility တွေဝင်ပြီးတော့ကိုသုံးတဲ့ time frame ကိုတတ် adjust ပြန်လုပ်ရတာเนาะဒီမှာ15မိနစ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်ပြောသလိုမျိုးဒီမှာ visibility မှာเนาะဒီမှာ visibility မှာ15ဖြစ်နေရမယ်เนาะ30ဖြစ်နေလို့မရဘူးအဲ့ဒါဆိုလို့ရှိရင်အဆင်မပြေဘူးเนาะအားလုံးလောက်တက်မယ်လို့ထင်တယ်နောက်လာမဲ့ sharing video file လေးတွေမှာပြန်ဆောင်ကြမယ်ကျေးဇူးအများကြီးတင်ပါတယ်